င်းစားလို့ကောင်းပါတယ်ဒီကြောက်ဒီဘာလို့ကောင်းလို့လဲအားလုံးမင်္ဂလာပါဒီနေ့ကတော့ငနီတူကြောက်လေးကိုဘာလိုက်ဆောင်ကြော်လေးကြော်မှာဖြစ်ပါတယ်ရှင်ငနီကြောက်ထဲမှာပါတယ်ကျက်သွနီလေးပပတိပါမယ်ကျက်သွနီလေးကစီကျဲချက်မလို့ပါပပလေးပြီးပါမယ်ပြီးပါတယ်စီလေးထည့်ချပြီးတော့ကျက်သွနီစီကျက်လေးဖြစ်မှာဖြစ်ပါတယ်ကျက်သွနီစီကျက်လေးချက်လို့ပါဟုတ်ကဲ့ဘာလဲချကြောပါကျက်သွနီလေးစီကျက်ချက်ပါမယ်စနမုတ်လေးနည်းနည်းထည့်ပါတယ်ဒီနေ့နဲ့ကျက်သွနီစီကျက်လေးရပါမယ်ကျက်သွနီလေးကဒီနီလေးဆိုရပါပြီကျက်သွနီကနောက်တစ်ထည့်ကြော်ပါမယ်ကျက်သွနီစီကျက်လေးကတော့ပြီးပါပြီကျက်သွဖြူလေးချက်ပါမယ်ကျက်သွဖြူစီချက်လေးကတော့ဒီနီလေးဆိုရပါပြီကျက်သွဖြူစီချက်လေးလည်းရပါပြီငနီတူကြောက်လေးကိုတက်ကြော်ပါမယ်ငချောက်လေးကဒီလေးဆိုရပါပြီဒီမှာငချောက်လေးလည်းကြော်လို့ပြပါပြီပြီးငုတ်သီးလေးနဲ့ရောပါမယ်ကျက်သွဖြူစီချက်လေးရဲ့အနေလေးရဲ့ငနီတူကြောက်လေးရဲ့ပါပြီးငုတ်သီးလေးနဲ့ရောပါမယ်မီးလေးကနည်းနည်းကျန်းနေလေးဆိုတာငတိခွဲချမ်းလေးထည့်ပါမယ်ကျန်နမုတ်လေးနည်းနည်းထည့်ပါရဲ့ဒီထဲမှာငှက်ပြားရီမဟုတ်လည်းပေါ့နော်အဲ့လိုမျိုးငပိလေးထည့်လည်းရတာပေါ့နော်သူကငှက်ပြားရီလေးနဲ့ပဲလုပ်လိုက်ပါတယ်ဒီမှာငတိခွဲချမ်းလေးရဲ့ငှက်ပြားရီလေးရဲ့ဒီအရာနဲ့မဟုတ်လေးရဲ့သဘောလေးတွေပေါ့နော်တပီခုနကဒီမှာတက်စီကြော်ထားတဲ့ဟာလေးနဲ့လူးလိုက်မှာပေါ့နော်ဒေဦးတို့ထည့်ပြီးလူးပါမယ်ဒီဖက်လေးလူးပါတယ်အဆက်ကိုကျဲတဲ့လူကအဆက်နည်းနည်းထည့်လို့ရတယ်အဆက်ကတော့နည်းနည်းထည့်ပုံထည့်ပါမယ်ဒီမှာစားလို့ကောင်းပါတယ်ဒီကြောက်ဒီပါလိုက်ဆောင်ကြော်လေးပါ